လေစိတ်ကူးလေးတစ်ချက်လောက်ကြည့်ကြပါရှင်လူနှစ်ယောက်ကစားဝဲမှာမျက်နှာချင်းဆိုင်ထိုင်ပြီးအပြုံးလေးတွေနဲ့ငင်းချမ်းရေးစာချုပ်လက်မှတ်ထိုးဖို့ဆွေးနွေးနေကြတယ်တကယ်ကိုတန်တမန်ဆန်ဆန်ရင်ရင်ကျေးကျေးပေါ့နော်ကွက်ကွင်းကွင်းမြင်ညောင်းသွားပြီဒါပေမဲ့လေစားဝဲအောက်မှာကြတော့တယောက်ကိုတယောက်ခြေထောက်နဲ့အသေးလက်ကိုကန်နေကြတာတွေ့ထွက်တန်ရုံဖြစ်တဲ့အထိပဲဘယ်လိုပြောမလဲအခုအရှေ့အလယ်ပိုင်းဒေသကအမေရိကန်နဲ့အီရန်တို့ကြားမှာဖြစ်နေတဲ့အခြေအနေအတိအကျကအဲ့ဒီအတိုင်းပဲလို့ပြောရမယ်ရှင်ဟုတ်တယ်ခင်ဗျာတကယ်ကိုအဲ့ဒီတိုင်းပဲစာပွဲပေါ်မှာက appreciate တွေကစတင်ခဲ့တဲ့အပိအခက်ရက်စက်ရေးကိုတက်တန်းတိုးဖို့ဆွေးနွေးနေကြတာဒါပေမဲ့စာပွဲအောက်မှာတော့ဒုံကြီးတွေတိုက်လေရင်တွေနဲ့အပြန်လန်ချေမိုးနေကြတော့မယ်ဒီနှစ်ခုကလုံးဝဆိုင်ကျင်းပဲဖြစ်နေပေမဲ့တပြိုင်တည်းဖြစ်နေတာပေါ့ဗျာအဲ့ဒါကိုပဲကျမတို့ဒီကနေ့အသေးစိတ်လေ့လာသုံးသပ်ကြည့်ကြမှာပါအပေါ်ယံတည်င်းခေါင်းစံဒီဖတ်လိုက်ရင်တော့အပိအခက်ရက်စက်ရေးရှိနေတယ်လို့ထင်ရတာပေါ့နော်မှန်ပါတယ်ဒါပေမဲ့မြေပြင်မှာအထူးသဖြင့်ရေပြင်မှာတကယ်ဖြစ်နေတာကတမျိုးရှင်အမေရိကန်ကအီရန်တောင်ပိုင်းမှာရှိတဲ့ဒုံးကြီးစခန်းတွေပြီးတော့ပင်လယ်ထဲမှာမိုင်းတောင်ပေါ်ကြိုးစားနေတဲ့လေတွေကိုဖြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုအသစ်တွေလုပ်ခဲ့တယ်အဲ့ဒါကိုအမေရိကန်ဗဟိုကွက်ကဲမှုဌာနစန်ခုံကကပတိန်တင်ဟော့ကင်စ်ကပြောလို့ဆိုတော့ဒါဟာကိုတပ်ဖွဲ့ဝင်တွေကိုကာကွယ်ဖို့မိမိကိုခုခံကာကွယ်ရင်တက်တာဖြစ်တယ်တဲ့အပိခက်ရက်စဲရေးကာလတည်းမှာသူတို့အနေနဲ့ထိန်းချုပ်မှုကိုအပြည့်အဝကျင့်သုံးနေတုံးပဲလို့ဆိုတယ်လေဒီနေရာမှာတစ်ခုကြိုးပြောထားချင်တာကကျမတို့ကဘယ်နိုင်ငံရေးပဲကိုမှရက်တီမှာမဟုတ်ပဲမူရင်အချက်လက်တွေကိုပဲဗတ်မလိုက်ပဲဆွေးနွေးသွားမှာပါရှင်ဟုတ်ကဲ့ပါခင်ဗျာအခုနောက်အကိစ္စကိုပြန်ဆက်ရရင်ဒီနေရာမှာထိန်းချုပ်မှုဆိုတဲ့စကားလုံးကစေရေးမြင်ရချင်းတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ထာမလိုလင်မြန်မာကလေရင်၌ဘုံသွားကျဲတာကိုဘယ်လိုလုပ်ထိန်းချုပ်မှုလို့ခေါ်မလဲပေါ့ဗျာဟုတ်တာပဲဘုံကျဲတာကဘုံကျဲတာပဲလေဒါပေမဲ့စေရေးရန်တရားမှာကအလုံးစုံစစ်ပွဲကြီးမဖြစ်သွားအောင်ပေါ့နော်မြို့ရွာတွေကိုမပစ်ဖက်ရန်တို့ရဲ့စစ်ရေးပြတ်မှတ်အတိအကျကိုပဲခွဲထုတ်တိုက်ခိုက်တာကိုချိန်ကြီးတိုက်ခိုက်ခြင်းတနည်းအားဖြင့်ထိန်းချုပ်မှုလို့တတ်မှတ်ကြတယ်ဒါကနေတဆင့်ငါတို့မင်းတို့ကိုဖျက်ဆီးပြလို့ရတယ်ဒါပေမဲ့အခုလောလောဆယ်စာပွဲဝိုင်းမှာဆွေးနွေးချင်တယ်လို့တတိပေးရုံပဲပြတ်တာဆိုတဲ့သတင်းစကားကိုပေးရပါဗျာဆိုတော့အီရန်ဘာကတော့အဲ့လိုသဘောပေါက်ပုံမရဘူးရှင် New York Times သတင်းစာနဲ့အီရန်နိုင်ငံပိုင်မီဒီယာတွေမှာဖော်ပြချက်အရဆိုရင် Bandar Abbas စစ်ကဲမြို့အနီးမှာပောက်ခွဲမှုတွေအကြီးကျယ်ဖြစ်ခဲ့တယ်ဟုတ်ကဲ့အဆောင်တပ်ဖွဲ့ကလည်းသူတို့လေပိုင်းနဲ့တည်းဝင်လာတဲ့ American drone တစ်စင်းကိုပစ်ချခဲ့တဲ့နောက်ထပ်တိုက်လျင်တစ်စင်းကိုလည်းပစ်ခတ်ခဲ့တယ်လို့တရားဝင်ထုတ်ပြန်ထားလေထပ်ကင် American ဘက်ကအခုလိုအဖျက်ခက်ရက်စဲရေးကိုချိုးဖောက်တဲ့လုံရက်တိုင်းကိုလက်တုံ့ပြန်ဖို့သူတို့မှတရားဝင်ပြီးတိကျလေအခွင့်အရေးအပြည့်အဝရှိတယ်လို့လည်းပြောထားသေးတယ်။စားပွဲအောက်မှာကန်နေကြတာတော်တော်လေးကိုကြမ်းနေပြီနော်။အဲ့ဒီစားပွဲအောက်ကအခြေအနေကိုနားလည်ဖို့ဆိုရင်ဖေဖော်ဝါရီ28ရက်နေ့ကိုပြန်တော်မှရမယ်ခင်ဗျာ။ဟုတ်ကဲ့။အဲ့ဒီတုန်းကအမေရိကန်နဲ့အစ္စရေးလေးပူးပေါင်းပြီးတိုက်ခိုက်မှုတွေဆော့လုပ်တော့အီရန်က data twin ကိုတန့်ပြန်တိုက်ခိုက်မှုတွေလုပ်ခဲ့တယ်။အဲ့ဒီအထင်းမှာအကြီးမားလုံးကြီးရိုက်သွားတာက Hormuz ရေလက်ကြားကိုပိတ်ဆို့ဖိလိုက်တာပဲ။ LA Hormuz ရေလက်ကြားကိစ္စကိုဒီချာလေးရှင်းပြပေးပါလားရှင်။တနေ့နေ့မှာတော့ခဏခဏကြားနေရတယ်။ဒါပေမဲ့ကမမေဘုံဘောကရေလက်ကြားလေးတစ်ခုပိတ်သွားတာဘာဖြစ်လို့တကဝါလုံးကအဲ့ဒီလောက်တောင်ပြားရခတ်သွားရတာလဲဆိုတာလေးသိချင်လို့ပါ။အလွန်ကောင်းတဲ့မြေခုံးပါဗျ။ Hormuz ရေလက်ကြားဆိုတာပင်လယ်ကွေ့ခဲကနေအာရေဗျပင်လယ်တွေကိုထွက်တဲ့တပေါက်တီးဖို့တကားဝါပဲလေ။တပေါက်တည်းရှိတာလား။ဟုတ်တယ်ခင်ဗျာ။အခြေဆုံးနေရာမှာ -C ကျော်တင်ပို့တွေတွားလို့ရတဲ့ရေလမ်းကြောင်းကဆိုရင်2မိုင်လောက်ပဲအခြေရှိတယ်။အဲ့ဒီ2မိုင်အခြေရေလမ်းကြောင်းလေးတွေကနေကမ္ဘာရေနဲ့တင်ပို့မှုရဲ့20%ကျော်ကဖြတ်တန်းသွားလာနေရတာ။စဉ်းစားကြည့်ဗျ။အီရန်ကအဲ့ဒီနေရာမှာရေတပ်တင်ပို့တွေချထားလိုက်တာပဲဖြစ်ဖြစ်။ဒါမှမဟုတ်အခုအမေရိကန်ကလိုက်ပစ်နေရတဲ့မိုင်းထောင်တဲ့လီငယ်လေးတွေဖူထိုးလိုက်တာပဲဖြစ်ဖြစ်ရေလက်ကြားတစ်ခုလုံးတွာလာလို့မရတော့တင်ဘောတစီနှစ်စီးလောက်မိုင်းထီတွာတာနဲ့ကန်တဲ့ကုန်တင်တင်ဘောကြီးဒီအားလုံးကအမခံချေရဲ့အစမတန်တက်တော့လို့ဘယ်သူမှမဖြတ်ရတော့ဘူးလေအဲ့ဒီတော့ကဘာရေနံဈေးခွက်ကြီးတစ်ခုလုံးချက်ချင်းထိုးတက်သွားတာပဲဒါဆိုရင်အမေရိကန်ကအီရန်ရဲ့မိုင်းထောင်တဲ့လေတွေကိုလိုက်ပစ်နေတယ်ဆိုတာကရေနံလမ်းကြောင်းကိုပြန်ဖွင့်ဖို့ကြိုးစားနေတာပေါ့နော်တီးကြပါတယ်ခင်ဗျဒါကစစ်ရေးတက်မဟုတ်ပဲစီးပွားရေးနဲ့ထောက်ပံ့ပို့ဆောင်ရေးထွက်ပေါက်ကိုအတင်းဖောက်နေတာပဲဒီတော့မှစားဖွဲဘောကတာတမန်ကြီးကဆွေးနွေးပွဲတွေစီကိုကျမတို့ပြန်လောက်ပါတာပေါ့မြေပြင်မှာအဲ့လိုအားပြိုင်နေချီမှာကတာနာကန်ဝန်ကြီးချုပ်ကကြားဝင်ဆေးဆက်ပြီးနားလည်မှုစာချော်လွှာ MOU တခုကိုနှစ်ဖက်ကြားမှာကူးချီတန်းချီလုပ်ပေးနေတယ်ဟုတ်ပါတယ်အဲ့ဒီ MOU ရဲ့အဓိကအချက်တွေဟာအထက်ခက်ရက်စဲရေးကိုနောက်ထပ်ရက်60တိုးဟိုရေဟော်မုစ်ရဲ့လက်ကြားကိုပြန်ဖွင့်မှုရေ
နောက်ပြီးအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုဆက်ဆွေးနွေးဖို့ရပါဝင်နေတယ်လို့သိရတယ်ရှင် ဒါမဲ့ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတာကအမေရိကန်အစိုးရရဲ့အတွင်းပိုင်းကထွက်လာတဲ့အတန်းတွေကတတန်တည်းမဟုတ်ဘူးဗျာ ဘယ်လိုမျိုးလဲရှင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုကသဘောတူညီမှုရဖို့ဖြစ်နိုင်ခြေရှိပါတယ်လေလို့ပြောရမယ်တစ်ဆက်တည်းမှာပဲဟော်မုစ်ရဲ့လန်ချာကိုမဖြစ်မနေအခုချက်ချင်းဖွင့်ရမယ်ဒီလိုပိတ်ဆို့ထားတာဟာကဘာကြီးအတွက်လုံးဝလက်ခံနိုင်စရာမရှိဘူးလို့ပြပြသားသားတောင်းဆိုတယ် ပြတ်သားသားတယ်နော် ဒါမဲ့တမောဒေါ်နယ်ထရန့်ရဲ့ယက်တီချက်ကိုကြည့်ပြန်တော့သူကသဘောတူညီချက်ကောင်းတစ်ခုရယူမယ်မဟုတ်ရင်လုံးဝသဘောတူညီမှာမဟုတ်ဘူးလို့ဆိုထားတယ်ပြီးတော့သူ့ရဲ့စိတ်ဆက်ညှိတာရဲ့ဖော်ကိုအလင်းစလိုမလုပ်ဖို့ညွှန်ကြားထားပြန်哦ဝန်ကြီးကအခုချက်ချင်းဖွင့်ရမယ်လို့ဖိအားပေးနေခြင်းမှာတမရကအလင်းမလုပ်ဘူးလို့ပြောနေတာ ဟာအဲ့ဒါဆိုရင်အမေရိကန်ဘက်ကနေမတူညီရဲ့သတင်းစကားနှစ်ခုကိုတပြိုင်နက်တည်းပြင်းနေတယ်လို့ဖြစ်မနေဘူးလားရှင်လူဆိုးလူကောင်းခွေနေတရုပ်ဆောင်တဲ့ဗျူဟာမျိုးလားဒါမှမဟုတ်တကယ်တဲ့အသွင်းထဲမှာကမောင်းကမာဖြစ်နေတာလား အဲ့ဒါကတန်တမန်ရေးရစစ်တွင်ပွဲမှာတွေ့ရလေရှိတဲ့လူကောင်းလူဆိုးခွဲတရုပ်ဆောင်ခြင်းပြူဟာဖြစ်နိုင်တယ်လို့မူဝါဒဆိုင်ရာကွဲလွဲမှုတတ်လည်းဖြစ်နိုင်ပါတယ်ဘလို့ပဲဖြစ်ဖြစ်အီရန်ဘက်ကတော့ဒါကိုကောင်းကောင်းသိတယ်ဗျာနိုင်ငံရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူအစ္စမေးဘာရီကသဘောတူညီချက်လက်မရေးထိုးဖို့နီးကပ်နေပြီလို့ဘယ်သူမှအခိုင်အမာပြောလို့မရသေးဘူးလို့တုံ့ပြန်ထားတယ်ဆိုတော့အီရန်ကလည်းအမေရိကန်ရဲ့ဖိအားပေးတိုင်းကိုအလွယ်တကူလက်ခံမဲ့ပုံမပေါ်ဘူးသူတို့ကလည်း Hormuz ရေလက်ကြားဆိုတဲ့စားပွဲရောက်ကချထောင်နဲ့အမေရိကန်ရဲ့စီးပွားရေးကိုပြန်ကန်ထားတာကို ဟုတ်ပြီဒါဆိုရင်အမေရိကန်ဘက်မှာအတန်နေကွဲနေတယ်လို့အီရန်ဘက်မှာတော့ဘာတွေဖြစ်နေလဲဆက်ကြည့်အောင်ရှင်အချက်လက်တွေအရအီရန်မှာအရန်ကိုကြီးမားတဲ့ခေါင်းဆောင်ပိုင်းအပြောင်းလဲတစ်ခုဖြစ်သွားတယ် ဟုတ်တယ် စစ်ပွဲစတင်ခဲ့တဲ့ပထမဆုံးရက်မှာအစ္စရေးရဲ့တိုက်ခိုက်မှုကြောင့်အီရန်ရဲ့အမြင့်ဆုံးခေါင်းဆောင်ကွယ်လွန်သွားခဲ့တယ်လေသူနဲ့အမတာဖြစ်သူမော့ရှ်တဘာခါမီနီကအဓိပတိတစ်ဖြစ်နေရာဆက်ခံခဲ့တယ်အခုနဲ့ဟော့ချ်ဖျားဖူးရသည့်သုံးဝမ်းလွှာမှာဒီခေါင်းဆောင်တစ်ကအရှေ့လေပိုင်းဒေသအားအမေရိကန်စက္ကန့်နဲ့အတူအကာအကွယ်ဖြစ်တော့မှာမဟုတ်ဘူးလို့ပြင်းပြင်းထန်ထန်ကြေညာသွားတယ်ရှင် မှန်ပါတယ်ဒါပေမဲ့အဲ့ဒီကြီးညာချက်ထပ်ပူပြီးလက်တွေ့ကြတဲ့ပြဿနာတစ်ခုရှိနေပါသေးတယ် ။ဘာများလဲရှင် American Media CBS သတင်းဌာနကဖော်ပြတဲ့ထောက်လိုင်းရဲ့အချက်လက်တွေအရဆိုရင်အဓိပတိတဲ့ March တဘာဟာဖခင်ဖက်သူကွယ်လွန်ခဲ့တဲ့တိုက်ခိုက်မှုမှာပဲတန်ရာရရှိခဲ့ပြီးအခုချိန်ထိလူဝနေရာတစ်ခုမှာပုံခုနေရတယ်လို့ဆိုပါတယ်ဗျာ ။တကယ်ကြီးလား။ဒီနေရာမှာလေကျမတကယ်ကိုစဉ်းစားလို့မရတာတခုရှိတယ်။အခုက2026ခုနှစ်ကြီးလေ ဟုတ်ကဲ့ ။ဦးဆောင်တယောက်ဘန်ကတစ်ခုထဲမှာပုံနေုံနဲ့ကမ္ဘာအဆင့်ငင်းချိုင်းဆွေးနွေးပွဲကြီးတစ်ခုလုံးဒီလောက်ထိနောက်နေချမ်းကျက်သွားနိုင်သလား။ခေါင်းဆောင်ကကွန်ပျူတာစကရင်ကနေတစ်ဆင့်လုံခြုံရေးယူပြီးဆွေးနွေးလို့မရဘူးလားရှင်။ တာမန်ချိန်မှာဆိုရင်တော့ရတာပေါ့ဗျာဒါပေမဲ့စစ်ပွဲကလာအထူးသဖြင့်ကိုလှုပ်ကြံခံရနိုင်ချေအလွန်မြင့်မားနေတဲ့ချိန်မျိုးမှာလုံခြုံရေးအပြည့်ရှိတဲ့ဆက်သွယ်ရေးဆိုတာကအရာအလုံးပါပဲအင်တာနက်တုံးလိုက်တာပဲဖြစ်ဖြစ်ဖုန်းခေါ်လိုက်တာပဲဖြစ်ဖြစ် electronic line တစ်ခုထွက်သွားတာနဲ့အဲ့ဒီနေရာကိုနောက်9မိနစ်အတွင်းမှာဒုံးကြီးတစ်စင်းရောက်လာနိုင်တယ်လေ အာဟာဟုတ်သားပဲ ဒါကြောင့်ခေါင်းဆောင်ပိုင်းကဒီလိုနိပညာတွေကိုလုံးဝမသုံးတော့ပဲလူကိုယ်လိုင်းစာရွက်စာတမ်းတဲယူပို့ဆောင်ရတဲ့ခေတ်ဟောင်းစနစ်ကိုပဲပြန်သုံးရလေရှိတယ်စဉ်းစားကြည့်ပါဗျာခတ်တာမှာရှိတဲ့စစ်စက်ညီနိုင်ရေးမှုကတဝတ်တူညီရဲ့စာကြောင်းတစ်ကြောင်းကိုပြင်ကျင်နေဆိုပါစို့အဲ့ဒါကိုစာရွက်နဲ့ရေးလူယုံတယောက်ကကားလဲဖေးစေဆိုင်ကဲနဲ့ဖေးစေတဲကန်တာရာထဲကနေလူဝတ်ဘိုင်းကောင်းရှိရာကိုရက်နဲ့ချီပြီးတော့ပို့ရတယ် ။အိုးတို့ကြမှာတယ် ဟုတ်တယ်ဟိုရောက်တော့ခေါင်းဆောင်ကဖတ်ပြီးတဘောမတူရင်ပြန်ပြင်းပြီးဟိုလူကပြန်တဲ့ထားရတယ်21ရာစုရဲ့တန်တမန်ရွေရတာ19ရာစုရဲ့စားဖို့စနစ်အမြန်နှုံးနဲ့တွားနေရတာလीအဲ့ဒီတော့ဆွေးနွေးပွဲကဘယ်လိုလုပ်မြန်ပြီးနိုင်မလဲ ။တကယ်ကိုဘန်ကာလေးကနေစာရွက်ခေါက်လေးတွေပြည့်ပြည့်ပြီးဆွေးနွေးနေရတယ်လို့ပဲပေါ့နော် ဟင်း ။အဲ့ဒီလိုဆက်သွယ်ရေးတွေပြတ်တော့အနေခွေးနေတာကတစ်ဖက်မှာအလွန်ကိုအန်ဒီရဲ့ကြီးတဲ့ကိစ္စတကူကတော့အချင်းဆွဲပဲတယ်လို့ဖြစ်နေတယ်။အဲ့ဒါကတော့နျူကလ িয়ার ကိစ္စပဲရှင် မှန်ပါတယ် ။နိုင်ငံတကာအမှုမျိုးစွမ်းရည်အေဂျင်စီ IAEA ရဲ့အစီရင်ခံစာအရစစ်ပွဲစတင်ချိန်မှာတင်အီရန်နိုင်ငံမှာ60ရာခိုင်နှုန်းအထိတန့်စင်ထားတဲ့ uranium 440ကီလိုဂရမ်ပေါင်အားဖြင့်980လောက်ရှိနေပြီလို့သိရတယ်။သမ္မတ Trump ကဒီ uranium တွေကို American ထံချက်ချင်းလွှဲပေးရပဲတော့မဟုတ်အဲ့ဒီနေရာမှာတင်ဖျက်ဆီးပြရမယ်လို့တောင်းဆိုထားတယ်လေ ဟုတ်ကဲ့ ။ဒီနေရာမှာနီးနဲ့ပိုင်းလေးနဲ့ရှင်းပြပေးဖို့လိုမယ်ထင်နေရှင်။တမန်လူတွေက60ရာခိုင်နှုန်းဆိုတော့နျူကလ িয়ার ဘုံလုပ်ဖို့လိုအပ်တဲ့90ရာခိုင်နှုန်းကိုရောက်ဖို့နောက်ထပ်30ရာခိုင်နှုန်းတောင်လိုသေးတဲ့အဝေးကြီးလိုသေးတာပဲလို့ထင်ကောင်းထင်နိုင်တယ်လေအဲ့ဒါကတကယ်ဟုတ်ရဲ့လား အဲ့ဒါကအလွန်ကိုအရေးကြီးတဲ့အထင်မြင်လွယ်မှားမှုတစ်ခုပါဗျာယူရေနီယမ်တန့်စင်တယ်ဆိုတာရေကိုရိုးရိုးစစ်ထုတ်တယ်လို့မဟုတ်ဘူး
တင်ချပုံးတင်နီးနေသွားတာဒါကိုလွယ်ကူကူမြင်ထားအောင်တောင်တက်တဲ့ဥပမာနဲ့ပုံဖော်ကြည့်အောင် ဟုတ်ကဲ့ တောင်ချီမှာရှိတဲ့မြေကြီးတွေကနေတာမန်ယူရေနီယံကိုတူးဖော်တယ်ဆိုပါစို့အဲ့ဒီတက်မှာဘုံလို့ရတဲ့ယူရေနီယံက3.9ခုတဲ့ရာခိုင်နှုန်းပဲပါတယ်အဲ့ဒါကိုအရပ်ပတ်3ရက်စစ်ထုတ်ဖို့9ရာခိုင်နှုန်းအထိရအောင်တန့်စင်ရတဲ့အဆင့်ကတောင်လုံးကိုတက်ရတဲ့ခရီးရဲ့80ရာခိုင်နှုန်းလောက်အားထုတ်ရတယ်ပင်မဆုံးနဲ့အချိန်ကြာဆုံးအဆင့်ပဲဗျာ ဟုတ်ပြီ အဲ့ဒီ9ရာခိုင်နှုန်းကနေအခုသူတို့ရောက်နေတဲ့60ရာခိုင်နှုန်းအထိရောက်ဖို့ကကျန်တဲ့19ရာခိုင်နှုန်းလောက်ပဲအားထုတ်ရတော့တယ်60ရာခိုင်နှုန်းရောက်သွားပြီဆိုရင်သူတို့ကတောင်ထိပ်နားကနောက်ဆုံးစခန်းကိုရောက်နေပြီ နေပါဦးဒါဆို60ကနေ90ရာခိုင်နှုန်းလက်နက်ထုတ်လုပ်နိုင်တဲ့အဆင့်ကိုသွားဖို့ကတော့ အဲ့ဒါကတောင်ထိပ်ကိုတက်ဖို့နောက်ဆုံး10မိနစ်စာလမ်းရှောင်ရုံလေးပဲလိုတော့တာ60ရာခိုင်နှုန်းမှာယူရေနီယံကအရန်ကိုတန့်စင်သွားပြီအညစ်ကြေးတွေအကုန်ဖယ်ထုတ်တင်းသွားပြီဖြစ်လို့90ရာခိုင်နှုန်းကိုကူးပြောင်းဖို့ဆိုတာစက်တွေကိုခဏလေးထပ်မောင်းလိုက်ရုံနဲ့အချင်းကနန်းငယ်တွင်မှာပဲအလွဲတကူရောက်သွားနိုင်တယ်ဒါကြောင့်60ရာခိုင်နှုန်းဆိုတာကိုနိုင်ငံတကာကနီယော်မီနီကြီးလေးနေတဲ့အန်ဒယ်ဆင့်လို့သတ်မှတ်ကြတာပေါ့ဗျာ ဟာဒါဆိုရင်စဉ်းစားကြည့်လေအခုဆွေးနွေးနေတဲ့ရက်ပေါင်း60အပြစ်ခတ်ရက်စဲရဲဆိုတာအီရန်အတွက်60ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းကိုကူးဟုတောင်ထိပ်ကိုတက်ဖို့လိုအပ်နေတဲ့အချင်းလေးတစ်ခုကိုဝယ်လိုက်တာမျိုးရောမထင်နိုင်ဘူးလားစားပွေအောက်ကနေကန့်နေတာကလည်းအမေရိကန်ရဲ့အာယုံကိုလွှဲထားဖို့လုပ်နေတာမျိုးပေါ့ တိကျတယ်ဗျာအဲ့ဒါကြောင့်မလို့ကမ္ဘာထရမ့်ကအဲ့ဒီ60ရာခိုင်နှုန်းတန်ဆင်ထားတဲ့ယူရေနီယံတွေကိုချက်ချင်းဖျက်ဆီးပြရမယ်လို့အတင်းအကျပ်တောင်းဆိုနေတာပါအဲ့ဒီကိစ္စမပြေလဲသေးအမေရိကန်ကလေကြောင်းတိုက်ခိုက်မှုတွေကိုလုံးဝရပ်တန့်မှာမဟုတ်ဘူးဆိုတာသေချာတော့ရှိပါတယ် ဒီလိုဖထွေနိုင်ငံရေးတင်းမာမှုတွေနျူကလ িয়ার ချိန်ချော့မှုတွေကစစ်မြေပြင်နဲ့နိုင်ငံရေးစစ်မြေနေပေါ်မှာတင်ရပ်မနေဘူးဆိုတာကိုသက်သေပြစရာအချက်တစ်ခုထပ်ရှိတယ်ရှင် ဘာများလဲဗျာ အဲ့ဒါကတော့အားကစားလောကပဲကမ္ဘာဖလားဘောလုံးပွဲဆိုတာတစ်ကမ္ဘာလုံးကလူတွေအာယုံစိုက်တဲ့ကိစ္စလေမူလာကအီရန်မိုးသားဘောလုံးအသင်းရဲ့လေ့ကျင့်ရေးစခန်းကိုအမေရိကန်ပြည်ထောင်စုမှာထားဖို့စီစဉ်ထားပေမဲ့အခုနိုင်ငံရေးနဲ့စစ်ရေးအခြေအနေကြောင့်အမေရိကန်မှာထားဖို့လုံးဝမချင်နိုင်တော့ဘူး ဟုတ်ပဲ ဒါကြောင့်မက္ကဆီကိုနိုင်ငံကိုပြောင်းရွှေ့လိုက်ရတယ်မက္ကဆီကိုသမ္မတကလော်ဒီယာရှိုင်းဘောင်းကအီရန်တင်းကိုလက်ခံလိုက်တယ်လို့ဖော်ပြထားတယ်လို့ကမ္ဘာဘောလုံးအဖွဲ့ချုပ် FIFA ကလည်းဒီအပြောင်းအရွှေ့ကိုတရားဝင်အတည်ပြုပေးလိုက်ပြီ ဒါကြောင့်ပထွေးနိုင်ငံရေးရဲ့ကြရဲ့ရိုက်ခတ်မှုကဘလောက်အထိကြေပြန်းလဲဆိုတော့ပြတာပဲအမေရိကန်နဲ့အီရန်တို့ရဲ့စစ်ရေးအရာအားပြိုင်မှုကတင်ပေါ်လန်ကြောင်းလီရေနံစဲကွက်တွေတင်မကပဲယဉ်ကျေးမှုအားကစားနဲ့ပြည်သူတွေရဲ့နှီးစင်လူနေမှုဘဝရန်တရားတွေအထိပါဝင်ရောက်ဆက်ဖက်လာပြီဆိုတော့ကိုပြသနေတာပါခင်ဗျာ ကဲအဲ့ဒီတော့အားလုံးကိုခြုံငုံကြည့်ရအောင်ပါကျမတို့အစပါပြောခဲ့တဲ့စာပွဲအောက်ကခြေတော့တွေရဲ့ဇလန်းကတော်တော်လေးကိုခြေပြန့်သွားပြီအမေရိကန်ကအီရန်ရဲ့ရေတပ်နဲ့ဒုံးကျည်စခန်းတွေကိုထိချုံမှုဆိုတဲ့ခေါင်းစဉ်နဲ့တိုက်ခိုက်နေတယ်အီရန်ကလည်းဟော်မွန်ဂျက်လက်ကြောကိုပိတ်ဆိုပြီးကမ္ဘာစီးပွားရေးကိုဒေါသခံလုပ်ထားတယ် ဟုတ်ပါတယ် ။မှာတန်တမန်ရဲ့စာပွဲဝိုင်းမှာကာတာရဲ့ကြားဝဲမှုနဲ့ရက်60အပြည့်ခတ်ရက်စဲရေးကိုဆွေးနွေးနေကြတယ်။ဒါပေမဲ့ဆွေးနွေးပွဲတွေကအီရန်ခေါင်းဆောင်တဲ့လုံခြုံရေးအရာပုံခုနေရလို့ကြံကြာနေတယ်။အဲ့ဒီလိုကြံကြာနေတဲ့အချိန်လေးမှာပဲအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကဘုံလို့လိုက်တဲ့အဆင့်ကိုရောက်ဖို့လက်တကန်လေဗလီလိုတော့တဲ့အခြေအနေမှာရှိနေတယ်လေ။ဆိုတော့ဒါတွေအားလုံးဟာရိုးရှင်းတဲ့စစ်ပွဲတစ်ခုမဟုတ်ပဲအလွန်ရှုံထွေးလာတဲ့ကမ္ဘာအဆင့်စစ်သူရင်ပွဲကြီးတစ်ပွဲဖြစ်နေတာကိုတွေ့ရမယ်ရှင်။ မှန်ပါတယ်ခင်ဗျာဒီချက်လက်တီအားလုံးကိုလေ့လာပြီးတဲ့အခါမှာကျွန်တော်တို့အနေနဲ့မီဒီဘက်ကမန်းနဲ့မားတယ်ဆိုတာကိုစုံဖြတ်မှာမဟုတ်ပါဘူးဒါပေမဲ့သေချာတာတစ်ခုကတော့ဒီဖြစ်ရက်တီဟာကမ္ဘာမြေပုံရဲ့တနေရာစကိစ္စတသက်မဟုတ်ဘူးဆိုတော့ပါပဲ ဟုတ်ကဲ့ ရေလက်ကြတစ်ခုပိတ်သွားတာနဲ့တင်မော်တွေတွားမရဘူးကုန်ကြစိတ်တွေတက်လာမယ်အဲ့ဒါနဲ့တဆင့်ကျွန်တော်တို့နိုင်ငံကဇီးကွက်ထက်ကုန်စိမ်းနှုံတွေနေ့စဉ်သုံးနေတဲ့73စီဈေးနှုံတွေအထိတိုက်ရိုက်ကြရိုက်လာမှာအသေးချပါပဲဗျာ အဲဒါကြောင့်ဒီကနေ့အစီအစဉ်ကိုမဆုံးခင်မှာနားဆင်သူတွေကိုတွေးစရာမေးခွန်းတစ်ခုခြံထားခဲ့ခြင်းပါတယ်။အကယ်၍အစားပန်ဝိုင်မှာဆွေးနွေးနေတဲ့ရက်ပေါင်း60အဖြစ်အထက်ရက်စဲရေးတဘိုးတူညီချက်ကိုတကယ်ပဲလက်မှတ်ထိုးဖြစ်သွားတယ်ဆိုပါစို့။အဲဒီ60ရက်တာကာလဟာတကယ်ညီချမ်းရဲ့အတွက်ခိုင်မာတဲ့အစပြုမှုတစ်ခုဖြစ်လာမလား။ဒါမှမဟုတ်နှစ်ဖက်စလုံးကနှုတ်ထပ်ပုံမှုကြီးမားတဲ့နျူကလ িয়ার ညစ်စီလှုပ်ရှားမှုတွေအတွက်အချင်းဆွဲပြီးအင်အားစုဆောင်ဘက်စားပွဲအောက်ကချက်လောက်လို့ရုပ်ပြီးပိုလီတဲ့စစ်ဖြစ်လက်သွားစီးဖို့အသက်ရှူချောင်းခွဲလေးတစ်ခုသာချိနေမလားရပောင်ချက်စိပြသွားတဲ့အခါအခြေခံပြဿနာတွေမပြေလည်သေးဘူးဆိုရင်ကဘာကြီးနေလေပါရဆက်ဖြစ်လာမလားမလဲဆိုတာကတော့ကိုယ်တိုင်ဆက်လက်စောင့်ကြည့်တွေးတောရမယ့်အကြောင်းအရာတစ်ခုပဲဖြစ်ပါတယ်ရှင်